안녕하세요 민글라와 저는ဒီတစ်ခေါက်မှာတော့ဒီ topic ရဲ့ OV လေးတွေပေါ့နော် page 5ကိုဆက်ပြောသွားမှာဖြစ်ပါတယ်ရှင်ကျွန်တော်တို့ဒီရောက်ပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကျေးဇူးတင်တယ်ကျေးဇူးတင်တယ်မူရင်းစကားလုံးကကိုမတာဟာတာကျေးဇူးတင်တယ်ပေါ့နော်ကျေးဇူးတင်သည်ကိုမောဟာတာကျေးဇူးတင်သည်အဲ့တော့မိဘကိုကျေးဇူးတင်တယ်မိဘတီကျွန်တော်တို့ဟိုပါပေါ့နော်ကိုလေးစားရတဲ့သူဖြစ်နေတဲ့တကြောင်မို့လို့မိဘစီဒီလိုမျိုးဟိုပြောတဲ့ခါမှာကဲနေတော့ပါတယ်နော်ဘူမိုနင်းကဲကိုမောဟာတာဒါဆိုမိဘကိုကျေးဇူးတင်ပါသည်ဘူမိုနင်းကဲကိုမောဟာတာမိဘကိုကျေးဇူးတင်နေပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒုက္ခကာအိုကိုစားအင်ငါတက်တဲ့စင်ကိုစင်ဆိုတာဒုက္ခအဲ့တော့ဒုက္ခရောက်သည်ရှင်းမတာဆိုပြင်းထန်သည်လို့ခံစားရသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်အဲ့ပြင်းထန်သည်ဒုက္ခရောက်သည်နော်ကိုစင်းရင်းရှင်းမာတာဒုက္ခရောက်သည်ကိုစင်းရင်းရှင်းမာတာဒုက္ခရောက်သည်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုကကျွန်တော်သူ့ထက်နည်းနည်း formal ပို့ကြသွားမှာပေါ့နော်ကိုထုံးဆိုတာကျွန်တော်တို့ဒီဒုက္ခတောကတွေပေါ့နော်စိတ်တောကတွေပါလာရဲဆိုတဲ့အနေထားအဲ့တော့ကိုထုံးအဲ့တော့ဒုက္ခကိုကြံ့ခံရတယ်အဲ့တော့ကြံ့ခံရသည်ရင်ဆိုင်ရသည်ကြုံတွေ့ရသည်ဆိုတဲ့ဟာကဂွန်းတီတာဖြစ်တယ်ကာအောယောကျောနာတတဲ့ဂွန်းတီတာအဲ့ရင်ဆိုင်ရတယ်ကြုံတွေ့ရတယ်အခက်တွေ့တယ်ဆိုတဲ့အနေထားပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တို့ဒုက္ခကိုကြံ့ခံရသည်နော်အဲ့တော့ကိုထုံးဂွန်းတီတာကျွန်တော်အတန်လေးဖွင့်ပြပေးမယ်နော်ဒီဟာလေးကို고통을 견디다. 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 အဲ့တော့ကျွန်တော်နောက်တစ်ခုကကျတော့လေဒီဒုက္ခရောက်သည်ပဲပေါ့နော်고통스럽다ဒုက္ခရောက်သည်ဒီအနေအထားပေါ့နော်ပုံစံအဲ့တော့ဒီဟာဖြိုချောင်းဆိုတာကကျွန်တော်တို့ဒီအနေအထားဆိုတဲ့ဟာကိုပြောချင်တာနော်အဲ့တော့ဒုက္ခရောက်တဲ့အနေအထားဖြိုချောင်းနော်ပေါ်ပြတယ်ဆိုတဲ့အနေထားပေါ့နော်고통스러운 표정အဲ့တော့ကျွန်တော်နောက်တစ်ခုဒီအခက်တွေ့သည်နော်အခက်တွေ့သည်ဂုံလန်ကိုကာအိုနာတတဲ့ဂုံလာအာနာတတဲ့ဂုံလန်ဆိုတာအခက်တွေ့သည်နော်အခက်တွေ့စီတဲ့မေကွန်းကကျွန်တော်တို့ဂျီလ်မွန်မေကွန်းကဂျီလ်မွန်အခက်တွေ့စီသည်မေကွန်းဆိုတော့ဂုံလန်နန်းဂျီမွန်ကျွန်တော်အတန်းဖွင့်ပေးမယ်နော် 곤란한 질문. 곤란한 질문 အဲ့တော့ကျွန်တော်နောက်တစ်ခုကိုချင်းစာတီကာအိုငါတက်တယ်အပေါ်ကနာတက်နော်ကာအိုနာတက်တယ်ဂုံလန်ငါနာတက်တယ်ဒီမှာကျတော့ဂုံဂမ်ကိုငါတက်တဲ့ဂုံဂမ်ကိုချင်းစာတီဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ကိုချင်းစာတီအားထားသည်ဂုံဂမ်မူအော်တာကိုချင်းစာတီအားထားသည်ပေါ့နော်အတန်းဖွင့်ပြပေးပါမယ်공감을 얻다. အဲ့တော့နောက်တစ်ခုအကြောက်တရားပေါ့နော်အကြောက်တရားကဂုံဖို့ကောင်းငါတဲ့ဖာအိုဖို့ဂုံဖို့အကြောက်တရားအဲ့တော့အကြောက်တရားကိုဖြစ်ပေါ်စေတယ်ခံစားရတယ်ပေါ့နော်နုကီတာခံစားရသည်ဖြစ်ပေါ်သည်ပေါ့နော်ထားပါတော့အဲ့တော့အကြောက်မှုကိုဖြစ်ပေါ်စေတယ်ခံစားရစေတယ်ဂုံဖို့နုကီတာကြောက်ရွံ့မှုကိုဖြစ်စေတယ်ပေါ့နော်ကျွန်တော်အတန်းဖွင့်ပေးပါမယ်공포를 느끼다. အဲ့တော့ကျွန်တော်တို့ဒီ part 5ကိုဒီနောက်မှာbreak လုပ်လိုက်ပါမယ်အားလုံးပဲအဆင်ပြေကြပါစေ안녕